ကျောင်းသား visa ဆိုတာကလည်းပတ်စံပေးပြီးတော့ဝယ်ရတဲ့ visa တစ်မျိုးလိုပဲ Crystal ကမြင်တယ် Hello people, this is Crystal ဒီနေ့မှာတော့ Crystal ကို chat box မှာစကားလာပြောတဲ့ my people တချို့ရဲ့မေးခွန်းတွေကို Crystal သူတို့တော့ပြန်ဖြေပြီးသွားပြီဒါပေမဲ့တခြားသော my people တွေလည်းသိရအောင်လို့ Crystal ဒီကနေပြီးတော့မေးခွန်းလေးတွေကို Crystal experience နဲ့ relate လုပ်ပြီးတော့ပြန်ဖြေပြီးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးမေးခွန်းလေးက accounting job ကလေတစ်နှစ်အတွင်းတော့အလုပ်ရနိုင်လားရှင်တချို့တွေကအလုပ်ရှာရအရန်ခက်တယ်ပြောကြလို့ပါတယ် Okay, Crystal ရဲ့ experience ကနေပြောပြမယ်ဆိုရင် Crystal က banking and finance background ကဖြစ်တယ်ဒါပေမဲ့ Crystal accounting company ဖြစ်တဲ့ Zero မှာအလုပ်ရခဲ့တယ်အလုပ်လုပ်ခဲ့တယ်ပေါ့ဆိုတော့ experience မရှိတဲ့ Crystal တောင်မှ accounting company မှာအလုပ်ရသေးရဲ့ဆိုရင် experience ရှိတဲ့ my people ကပို့ပြီးတော့ chance များနိုင်မယ်လို့ Crystal ထင်ပါတယ်နောက်တစ်ခုကကြတော့ New Zealand က company တွေမှာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင် valid work visa ရှိထားဖို့လိုပါတယ် and Crystal Zero မှာအလုပ်လုပ်တော့ဆိုလို့ရှိရင် Crystal နဲ့စပြီးတော့ join တဲ့ batch မှာ total 6ယောက်ပေါ့နော်ကိုပါဝင်ဒီ6ယောက်ထဲမှာကျန်တဲ့9ယောက်က New Zealand Master ပြီးထားတဲ့သူတွေဖြစ်တယ် Crystal ကကြတော့ Open Work Visa ကင်ပြီးတော့မှအမျိုးသားရဲ့အကြောင်းသား Visa နဲ့တက်တွဲလာတဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ hiring process ကိုကြည့်ကြရဖြစ်လေကျန်တဲ့9ယောက်က Master ပြီးထားရဲဆိုရဲ job market က very competitive ဖြစ်တယ်အဲ့ဒီမှာကိုဘယ်လို sell လုပ်မလဲပေါ့ဒီ hiring process မှာကိုငှားကြင်အောင်ဘယ်လိုရောင်းမလဲပေါ့ဆိုတော့အဲ့ဒါတော့ it really depends on your skill set Crystal ရဲ့ my people တွေက accounting နဲ့ပတ်သက်ပြီးတော့ related experience ရှိထားမယ်ဆိုလို့ရှိရင် Crystal တက်ပို့ပြီးတော့ selling points တွေများမယ်လို့လည်း Crystal ထင်ပါတယ်အဲ့ဒီအတွက် hiring process တွေကိုလည်း Crystal share ပေးမယ် Zero ရဲ့ hiring process ကပထမဆုံးသူတို့အလုပ်လျှောက်ပြီးသွားလို့ရှိရင် assessment link ပို့တယ်အဲ့ဒီ assessment ကိုonline ကနေလုပ်ရတယ် and then second ကကြတော့ one sided video interview call ကိုဘက်ကတခုတည်းအဲ့လို record button နှိပ်ပြီးတော့မေးခွန်းပြန်ဖြေရတဲ့ဟာမျိုးလုပ်ရတယ် and နောက်ဆုံးဆင့်ကကြတော့ in person interview ပေါ့နော်ဆိုတော့ဒီ step တွေ hiring steps တွေမှာကိုယ့်ရဲ့အားသာချက်တွေကိုယ့်ရဲ့ accounting background တွေ experience တွေဒါတွေကိုကိုကတစ်ဖက်လူကိုရှင်းပြတတ်အောင်လေ့ကျင့်ထားဖို့လည်းအများကြီးလိုလိမ့်မယ်လို့ထင်ပါတယ် and နောက်တစ်ခုကကြတော့ Gaby ကိုက outside of New Zealand offshore ကနေအလုပ်ရှာနေတဲ့သူဆိုလို့ရှိရင်တော့ Crystal ဒီနေရာမှာအကြံပေးချင်တာကတော့အလုပ်လျှောက်ရင် accredited employer တွေစီမှာပဲအလုပ်လျှောက်ဖို့အတွက် Crystal အကြံပေးချင်ပါတယ်ဒုတိယမေးခွန်းလေးကိုဆက်ပြီးတော့ပြပြပေးမယ်နည်းနည်းတော့ရှိတယ် Hello sis Crystal I'm planning to continue my studies in New Zealand I would like to hear your opinion or suggestions when it comes to job opportunities in New Zealand master in supply chain master in marketing I do understand that in the end of it all depends on how I present myself to the company that 100% true so သူကအလုပ် market အကြောင်းကိုလည်းသူနားလည်တယ်ပြီးတဲ့အခါမှာ interview မှာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ hiring process မှာကိုဘယ်လို present လုပ်မလဲပုံမှာပဲအများကြီးမှုတည်ရဆိုတာလည်းသူသိထားတယ် and talking about it I do not much have experience regarding in this major and I'm worried that it would be harder to stand out in the competitive job market any advice are helpful thank you in advance so ဒီဟာလေးကို Crystal ပြပြမယ်Crystal အရင်ရှေ့ဗီဒီယိုမှာလည်းအားလုံးနဲ့ share လုပ်ပြီးတဲ့ Crystal New Zealand ကိုရောက်ချင်းမှာ Crystal ရဲ့ profession နဲ့လုံးဝမသက်ဆိုင်တဲ့ Crystal မှာ experience လုံးဝမရှိတဲ့အလုပ်တစ်ခုဖြစ်တဲ့ဒီရောမှာ Crystal အလုပ်ရခဲ့တယ်ဆိုတော့ and ဒီနေရာမှာ Crystal ရဲ့ my people တွေကိုလည်း experience sharing နေနဲ့ကိုတခြား knowledge sharing နေနဲ့ကိုပြပြချင်တာ Crystal Zero မှာအလုပ်လုပ်တော့လည်း Crystal တင်ငယ်ချင်းတယောက်ဆိုလို့ရှိရင်သူက New Zealand Master ပြီးထားတယ်သူ Zero မှာအလုပ်မလုပ်ခင်တော့လည်းတခြား back and safe မှာသူကအလုပ်လုပ်ခဲ့ရတယ်ဆိုတော့ Crystal ရဲ့အကြံကဘာလဲဆိုတော့ကိုယ့်ရဲ့ profession နဲ့သက်ဆိုင်တဲ့အလုပ်ရှာနေစဉ်အတော်အတွင်းမှာ New Zealand ရဲ့တခြားသောအလုပ်တွေ part time or full time တခြားအလုပ်တွေကိုလည်းလုပ်နေဖို့ရ Crystal အကြံပေးခြင်းနဲ့ဒီအလုပ်တွေကနေမှတဆင့်ကိုယ့်ရဲ့ soft skills တွေ not transferable soft skills တွေကိုလေ့လာသင်ခွင့်ရမယ်အဲ့ဒါတွေကိုလည်း interview မှာကိုက relate လုပ်ပြီးတော့ပြောပြတတ်မယ်ဆိုလို့ရှိရင်ဒါတွေက selling points တွေဖြစ်တယ် and နောက်တစ်ခုက
ဒီ interview မှာ interviewer ကမေးလာခဲ့မယ်နေဟာနဲ့ profession နဲ့မသက်ဆိုင်တဲ့အလုပ်ကိုဘာလို့လုပ်တာလဲဒီ previous job အကြောင်းကိုပြောပြပါဆိုလို့ရှိရင်ကိုနဲ့မသက်ဆိုင်တဲ့ကိုယ့် profession နဲ့မသက်ဆိုင်တဲ့အလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိတယ် at the end of the day we all have to make the ends meet စာဝတ်နေရေးပြည်လဲဖို့အတွက်ကိုရီးယားအလုပ်လုပ်ရတယ်ဒါကိုလည်း employer နားလည်ဖို့အတွက်ကိုကပြောပြတတ်ကြမယ်ရှင်းပြတတ်ကြမယ် okay so yeah Chris ရဲ့အကြံကတော့အခုမှ experience မရှိသေးဘူးဆိုလို့ရှိရင်လည်းအားငယ်ကြမလို့ဘူးဘာဖြစ်လို့လဲဆိုရင် Chris ကိုယ်တိုင်လည်း experience မရှိတဲ့တခြားအလုပ်တွေကိုဝင်ပြီးတော့လုပ်ခဲ့တယ် first of all ဒီရောမှာအလုပ်လုပ်တဲ့ and accounting experience မရှိဘဲနဲ့လည်း0မှာအလုပ်ရခဲ့တယ် so experience မရှိလဲစိတ်ပူစရာမရှိပါဘူး job opportunities high in demand ဖြစ်နေတဲ့ပြီးလို့ရှိရင် competitive ဖြစ်နေတဲ့ job market မှာကိုဘယ်လို stand out ဖြစ်အောင်လုပ်ရမလဲကိုယ့်ရဲ့ skill set တွေကိုဘာတွေဖြည့်ရမလဲကိုဘယ်လို sell လုပ်မလဲဆိုတာကိုပဲ Chris က focus ထားပြီးတော့အကုန်လုံးကိုတိုးတက်ရကြံစဖို့ကြံပေးချင်ပါတယ်ဒီမေကွန်းလေးရဲ့ Chris ဖြည့်ချင်တဲ့အပိုင်းကိုဖတ်ပြမယ်နော်ဆိုတော့ group တစ်ခုရဲ့ comment မှာမမက finance နဲ့အလုပ်လုပ်နေတဲ့တွေ့လိုက်လို့လေအကြံလေးတစ်ခုတောင်းချင်လို့ပါညီမက master ပြီးထားပြီး accountant experience over 6 years ရှိပါတယ် New Zealand မှာအလုပ်ရှောင်နေတာ2လရှိပြီအဆင်မပြေလို့ဘာတွေမှားနေတယ်လို့ပါမမတဲ့ okay ဆိုတော့သူက offshore ကနေပြီးတော့ New Zealand ကိုအလုပ်ရှောင်နေတာဖြစ်တယ်ဒီနေရာမှာ Chris ပြောချင်တာကနိုင်ငံထဲမှာရှိပြီး Billet work visa ကင်ထားတဲ့သူတွေတောင်မှအလုပ်ရှာရခက်နေတယ်ဆိုလို့ရှိရင် offshore ကနေရှောက်တဲ့သူတွေကသူများထက်ပိုပြီးတော့နှစ်ဆစိတ်ရှည်ရမယ်တီးခံရမယ်စူးစမ်းအားထုတ်မှု effort အများကြီးပို့ထည့်ရမယ်လို့ Chris ပြောချင်ပါတယ် and ပြီးတဲ့အခါမှာဒီနိုင်ငံကကုမ္ပဏီတွေက open work visa ရှိထားတဲ့ Billet work visa ရှိထားတဲ့သူတွေကိုပဲအလုပ်ခံနေကြတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဘာမှနေလို့လဲကိုအပြစ်တင်နေရထက်စားလို့ရှိရင်ဒီ situation လေးတွေကိုနားလည်ထားမယ်ဆိုလို့ရှိရင်ကိုအရန်အပြစ်မတင်ပါနဲ့အချိန်လေးနဲ့အကြောင်းအရာတွေမပေးတာလည်းရှိပါသေးတယ်နောက်ဆုံးတစ်ခုအနေနဲ့ and again offshore ကနေအလုပ်ရှောင်မယ်ဆိုလို့ရှိရင်ကို AEWV လို့ခေါ်တဲ့ work sponsorship ပေးနိုင်တဲ့ accredited employer တွေစီမှာပဲအလုပ်ရှောက်ဖို့ Chris ကနေပြီးတော့အကြံပေးချင်ပါတယ်ဆိုတော့ Chris ဟာလေးကိုဖတ်ပြမယ်AEWV အတွက် documents ready နဲ့အလုပ်ရှာနေတာအခုထိမရသေးလို့ညီမရဲ့ဘယ်အလုပ်ကိုပြောင်းရှာရမလဲမသိလို့အကြံဉာဏ်လေးတောင်းချင်လို့ပါအခုထိ experience အရာ employer တိုင်းလူက work right မရှိတာနဲ့အထက်ရောက်မနေရနဲ့ကိုမခံကြတာ okay that's the reality အဲ့ဒီအတွက်ကြောင့်မို့လို့ Chris တို့အပါအဝင်တော်တော်များများကကျောင်းသား visa student visa ကိုကင်ပြီးတော့နိုင်ငံထဲဝင်လာကြတာဖြစ်တယ်maybe ကျောင်းတက်ချင်လို့လာတဲ့သူလည်းရှိမှာပေါ့ဆိုတော့ကျောင်းသား visa ဆိုတာကလည်းပတ်စံပေးပြီးတော့ဝယ်ရတဲ့ visa တစ်မျိုးလိုပဲ Chris ကမြင်တယ် and ကျောင်းသားကသူစာသင်နေတဲ့အချိန်မှာဖာနာကတစ်နှစ်ကျောင်းသား visa နဲ့အတူတူ open work visa ရမယ်ကျောင်းပြီးသွားတဲ့အခါမှာ post study work visa master ဆိုရင် post study work visa 3နှစ်ရတယ်ဖာနာကလည်းနောက်ထပ်3နှစ် work visa ထပ်ရတယ်ဆိုတော့ဒီ3နှစ်ဆိုတဲ့အချိန်တိုးတွင်းမှာလည်း president pathway ကိုတွားဖို့အတွက်အလုပ်ရှာဖို့ပြင်ဆင်ဖို့လုံလောက်အချိန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့တော်တော်များများကကျောင်းတက်ဖို့အတွက်ကိုရွေးချယ်ကြတာဖြစ်ပါတယ်ဆိုတော့ကိုက offshore ကနေအလုပ်ရှာနေတဲ့သူဆိုလို့ရှိရင်တော့ reality ကိုနားလည်ထားမယ်ဆိုလို့ရှိရင်သူများထပ်ပို့ပြီးတော့စိတ်ရှည်ပါတီးခံပါလူချင်းတူရင်တော့မှကံချင်းမတူဘဲနဲ့ကိုယ့်အတွက် chance ဆိုတာလည်းရှိလာနိုင်ပါတယ် Chris တငယ်ချင်းတယောက်ရှိတယ်သူ့အကြောင်းလေးကို bonus tip အနေနဲ့ထည့်ပြောမယ်အဲ့ဒါဘာလဲဆိုတော့သူကအလုပ်တစ်ခုတည်းရှောက် interview တစ်ခုတည်းရအဲ့ဒီရတဲ့ interview ကနေပဲအလုပ် offer ရပြီးတော့မှ New Zealand ထဲကိုရောက်လာတယ်သူလည်းရှိဘူးတယ် Chris တွေ့ဘူးတယ်ဆိုတော့လူချင်းတွေ့ရင်တော့မှကံချင်းမတူတဲ့အတွက်ကြောင့်မို့လို့ offshore ကရှောက်နေတဲ့သူတွေလည်းစိတ်တမကြပါနဲ့ reality ကိုနားလည်ထားရဆိုလို့ရှိရင်ကိုယ့်အတွက် chance ဆိုတာလည်းရှိလာနိုင်မှာပါ and that's it for today's sharing thank you so much for watching my video and I'll see you in the next one ta-da